Hello ရပါကျွန်တော်ချက်တဲ့ဒီကအလုပ်ပဲဆိုတော့ဒီ view ထဲမှာကျွန်တော်အနေနဲ့ block fruit software အော်ဖြစ်ပါတယ် block fruit ပေါ့နော်ကျွန်တော် block fruit ကတော့ကျွန်တော်ဆော့တော့တော်လေးတော့ကြာရောကျွန်တော်၄နှစ်လောက်တော့ရှိပြီကျွန်တော်ဆော့လာတာ၄နှစ်၅နှစ်လောက်တော့ရှိပြီဆိုတော့၅နှစ်လောက်ရှိတော့ကျွန်တော်လည်းမှတ်မိတော့ဘူးအဲကြောင့်ဒီနေ့တော့ block fruit software အော်နော်နောက်ပြီးတော့ကျွန်တော်ဒီမှာကျွန်တော် block fruit ဆော့တာအလုံးပေါင်း3လနီးပါးလောက်ရှိသွားပြီပေါ့နော်Okay, တော့ဒီလိုရှိသွားပြီကျွန်တော်ဘယ်ကဘယ်လိုစားဆော့ရမလဲတော့ကျွန်တော်ဝင်မဲ့မိတော့ကျွန်တော် Sherry အီထားရပါတော့ Sherry နဲ့ Sherry transformation ကိုပြောရတယ်ကျွန်တော်ဘာလို့ဒီ blockဆော့ပြတော့လဲဆိုတော့ line မကောင်းလို့ပါအရင် Wi-Fi စုံနေလို့ပါဟို Sherry ကတော်လေးဒန်းနေလို့နော်အိုးဘာ average ရောလာတယ်လို့ဘာပဲတော့လာနေရောဟာဘာစတော့ရောကျွန်တော်တော့ကြည့်ကျွန်တော်ဘာစတော့နေရောတော့ကြည့်တော့မာကမစတော့နေโอเคဒီဘာရစတော့အော်မာကမဟာဘာမှဆွေးတူတော့မစတော့ဘူးပြ inventory တော့ကြည့်ရအောင်အိုးကျွန်တော် magic set truth ပေါ်ဒီ CDK ရှိမယ် double ရှိမယ် truth ဘကထာနာရှိရယ် spiky try ရှိမယ် shuri ရှိမယ် orange ရှိမယ် birdie ရှိမယ်ဒီ pool v1 ရှိမယ်ဟို silver ရှိမယ် sign ရှိမယ် yama ရှိမယ် coffee team ရှိမယ်ဒါဘယ်လိုဆိုတော့ကျွန်တော်မသိဘူးပြတယ် sorry ပြကျွန်တော်မှားသွားတယ်midnight play ရှိမယ်ဆိုတော့ shooty တာရှိမယ် rango ကိုရှိမယ် shan ကိုရှိမယ်ပိုးဗီတူရှိမယ်ဟိုပိုးဗီတူကကြောင့် mission fan တယ်ဖြစ်နေတယ်ဟုတ်တယ်တော့ဒီနောက်ဆုံးဆော့ခဲ့ရတာဒီနောက်ဆုံးဆော့ခဲ့ရပိုးဗီတူနောက်ဆုံးယူခဲ့ရပါတော့နောက်ဆုံးပိုးဗီတူအဲ့ဒါကြောင့် fan တယ်ပြ okay ကျွန်တော်ပိုးဗီတူ okay ပိုးဗီတူဆို gravity blade ရှိမယ်အော်ကျွန်တော်မှတ်မိတယ် gravity blade ကဗျာဒီအချမ်းတော့တော်တော်လေးတိုင်းထွက်တယ်ဗျာကျွန်တော် stat မတင်ထားတယ်ကျွန်တော်ပြရထောင်ကျော်ထွက်တယ်ဗျာဟိုဘောပြီးချတယ်ကျွန်တော်ဟုတ်တယ်ပြီးချတယ်တော့ကြောက်ပြရတယ်အော်လိုက်ကြတယ်တော်ဒီထောင်ကျော်ထွက်တယ်အဲ့စတက်ကကျွန်တော်စတက်ကမတော့ဓာတ်ဝတ်တင်တာတော်တော်လေးတော့ထွက်တယ်ကျွန်တော်ထောင်ကျော်ထွက်တယ်ကျွန်တော်အချက်လောက်ထားတာကျွန်တော်ဒီ legendary score တွေပေါ့နော် okay ကျွန်တော်နောက်ထပ်ဘာထပ်ပြရကောင်းနောက်ထပ်ကျွန်တော်ပါ okay စတီကတော့တော့ဆိုးရှိပဲဒီနောက်ဆိုးရှိပဲfail ရှိပဲ bite ရှိပဲ triple katana ကွာဒီအစုံလုံးတော့ရှိအောင်တော့ဘာကြည့်ပါဆိုးကြီးတာရှိမယ်ကပူချာရှိမယ်ဆိုတော့ဘာစုကာရှိမယ် phantom bow ရှိမယ် assault rifle ရှိမယ်ဒီနောက် dual flame ရောပါတော့ဆုံးမပြကြပါ free တော့ legendary school ရှိမယ် phantom တီးတုံးရှိမယ် spirit ရှိမယ် okay spirit ရှိမယ် phantom ရှိမယ် phantom magic တုံးရှိ okay ဒါဆိုတော့ accessory တော့ဆိုတော့ blaze scarf ရှိမယ်ဆိုတော့ terra jaw ရှိမယ်ဟို kitsune rabbit ရှိမယ်ဒါ raid တော့ hammer ကြောင့်မခေါ်တော့ဘူးဘယ်လိုခေါ်လဲဟို zebra cap ရှိမယ်ဟိုတော့တပါးလို့ကျွန်တော်ဒါအချက်တော့မှာတော့ sorry ကကျွန်တော်အဲ့တော့ဒီတော့ဒါခဲကျွန်တော်ရှိတော့ software ပြကျွန်တော်တို့ belt တွေရှိတို့ belt ကနောက်ဆုံးပတ်ချအောင်ရကျွန်တော်အကုန်လုံးဒီပါရှိနေတော့ကျွန်တော်ဤထားရဒီဤဘူးတယ်တိုက်ကိုဤဘူးတယ်အပြီး kitsune ဤဘူးပေါ်တဲ့ဤဘူးလာတဲ့ဤဘူးတော့ဟိုကဖူးဆွဲတယ်ရတော့ဖြစ်ကတော့ဖြစ်ရပါdragon တခုပဲ full swag ဟုတ်လား trick ကို full swag ပါနောက်ထပ် item တွေတော့ဒါတော့ရှိဒါလည်းရှိ oh my god ဘာလို့ဖတ်ရလဲဒါတော့ so အိုးကိုချောကိုရှိအောင်ကျွန်တော်ဖတ်ခဲ့ရတယ်ဟဲ့ရှစ်တူက53 oh my god face တွေအများကြီးတော့ဘာလို့ထားအော်ကျွန်တော်ဒီဟာလောက်ဒီဟာအဲ့လောက်ထားတာโอเคအဲ့တော့ inventory ကြည့်ပါဆိုဒီ chat out လုပ်ကြည့်ပါတော့ဒီ permanent တော့ permanent ပါရှိ permanent အဲ့ဒီမရှိဘူးလားထင်တယ်ဗျာကျွန်တော်rocket ရှိမယ်
ai chiပဲကျွန်တော်မှာဒါပဲရွှေစိုးအလုပ်လေးရှိပါကျွန်တော်မှာ gamers နေနေကတော့ double ရှိတယ် frequency fire ရှိမယ် probably frequency fire ရှိမယ် frequency fire မရှိဘူးက sorry ကျွန်တော် gamers ဆို double ပဲရှိတယ်ကျွန်တော်ဝဲသိနေတယ်နော်အားကြောင့်ဟိုလူအုပ်ကြီးတွေ့လို့ဆိုကျွန်တော် ready form ပြောင်းပြီးကျွန်တော်တော့ပြင်းအောင်နော်အဲ့ကြရပါအဲ့ကြောင့်ကျွန်တော် vlog တင်တာ vlog ဗီဒီယိုမတင်တာပါအဲ့တော့ကြရပါဒီကြီးကတော်တော်အိုးဖြစ်တယ်ပြောကျွန်တော်ဒီဘာဖြစ်တော့အေးဒါလည်းကျွန်တော်ဘော်ဒီပြအောင်နော်ကျွန်တော်ဘော်ဒီကကျွန်တော်ဘော်ဒီတော်တော်ဟန်လာပဲကျွန်တော်ကီစနေနေလေအဲ့တော့ခါရပဲအောင်ဘော်ဒီတော်ဟန်လာတဲ့ဒီရကျွန်တော်မှာဘော်ဒီက5.6 million ရှိပဲ yes 5.6 million ရှိပါတယ်ဘော်ဒီက background 5.6 million ရှိရပါတော့ okay အဲ့ဒါပဲဆိုရင်တို့ကကျွန်တော်တိတ်တော့မရှိဘူးဗျကျွန်တော်ကောက်ကအဲ့လို3နှစ်5နှစ်တော့ဆောက်လာကျွန်တော်အဲ့လိုပြည်ရအောင်ဒီ tablet တော့ကကျွန်တော်ဟိုရောက်ရနော်9လပိုင်းမို့လို့ပထမတော့ကျွန်တော်အရင်ဝင်ပြီးရတာကျွန်တော်ကဆွေထူးတွေကျွန်တော်ဒီစိတ်ဝင်ပါကျွန်တော်နောက်ပိုင်းဒီ profile view ကျွန်တော်ရှိပါတယ်ဒီ profile ပြန်ဆောက်ဖို့ရှိပါတယ် line ကကျွန်တော် wifi ချိန်ထားပါတယ် profile view ပြန်ဆောက်ဖို့ရှိပါတယ်ကျွန်တော် channel ကိုအားပေးပါဦးကျွန်တော်ခုမှ YouTube ထားလို့တဲ့အတွက်ကျွန်တော် active ညံ့ဖို့ကျွန်တော်သူများလိုဟိုဟာတည့်ရ view ခိုင်လို့မျိုးလေကျွန်တော် active တွေပဲမလုပ်တတ်ပါဘူးကျွန်တော်ခုမှတက်က73နှစ်ပဲရှိပါသေးတယ်အတွက်ဒီ edit တွေပါလုပ်တော့ပါဒီ voice over trainer တွေ record လုပ်တာရယ် video ဟာ YouTube channel တင်တာရယ်လုပ်တော့ပါတယ်နောက်ပိုင်းလည်းကျွန်တော် stream လုပ်လို့ရှိပြီပေါ့နော်ဒီ edit တော့မလုပ်တော့ edit တော့မလုပ်တော့ဘူးပြကျွန်တော် stream တွေပါတော့လုပ်တော့ပါဗျအဲကြောင့်တော့ဝင်စီးသွားလာပါတော့ဒီဟောင်းပြောရအောင်ဒီကပြေးရတော့ဘာလို့လဲကျွန်တော် view ရှိနေဟုတ်တာဗောကျွန်တော် view ရှိright very few. Oh, let me cut that.